တိမ်မောင်းများစွာသောအနီရောင်နှုတ်ခမ်းရှိသောကွေးလျားများသည်ရေကမ်းခြေသို့စုပေါင်းလာကြသည်အမျိုးအစားများသည်နေတိုင်းရေတောက်ရန်လိုအပ်သည်နိုင်မြင့်တွေများကလည်းအဲ့ဒါကိုသိကြသည်သူတို့သည်6လကြာအစာမစားခဲ့ရနိုင်ပါသူတို့အတွက်မိုးရသည်မဆူလေသောရသည်သည်ကောင်းမွန်သောအချိန်များ၏စတင်ချိန်ဖြစ်သည်ကာမင်းမိစားသမားငှက်များသည်ကောင်းကိုရီတောင်တော်များမှရာသီပေါင်းများစွာခီးသွားလာပြီးမိုးရသည်မဆူလေသောရာသီ၏ထိတ်ဆုံးတွင်ရောက်ရှိလာကြသည်ရေကျဆင်းမှုကြောင့်တောင်တက်သောတဲကန်းဆက်များပေါ်လာသောအခါဖြစ်သည်ဒီနေရာများသည်မျိုးစေ့ရန်အကောင်းဆုံးနေရာဖြစ်သည်အပေါ်မှအနေအများမှလွတ်မြောက်နေသည်မိစားသမားငှက်များ၏အိမ်အုပ်များသည်တဲပေါ်တွင်မီတာ2မီတာအထိရှည်လျားနိုင်သည်မိစားသမားငှက်များ၏အိမ်အုပ်များကိုလူများကအလွန်လိုအပ်ကြသည်သို့သောအိမ်နီးချင်းများနှင့်နှီးစပ်ခြင်းမကောင်းပါငှက်များပိုမိုရောက်ရှိလာသည့်အခါအကောင်းဆုံးမျိုးစေ့ရနေရာများအတွက်ရှင်ပြိုင်မှုပိုမိုတက်ကြွလာသည်သူသည်ရေတောက်ချင်နေသည်အကြောင်းအရာများကြောင့်အောက်နှင့်အပေါ်မှအန္တရာယ်ရှိနေသည်သူတို့သည်ဒီနေရာတွင်အမြဲတမ်းနေထိုင်သူများဖြစ်သည်သို့သောဒီနေ့ရာသီတွင်ငါးသာမစားကြပါမြင်းခွေးငှက်၏ရည်ရွယ်ချက်မှာသူတို့၏အစာကိုမြစ်ကမ်းခြေသို့ဖိထားခြင်းဖြစ်သည်အုပ်စုအခြေအနေမတည်ငြိမ်သောကြောင့်အန္တရာယ်ရှိသူများသည်အားသာချက်ရရှိသည်ဒီငါးမြင်းခွေးငှက်များသည်မိုးရသည်မဆိုးလေသောရာသီတွင်ပြိုးထောင်ရန်ရွေးချယ်ကြသည်အကြောင်းမှာသူတို့၏သားငယ်များအတွက်မိစားသမားငှက်များကိုအစားအစာဖြစ်လိုအပ်သောကြောင့်ဖြစ်သည်